အသက်ရှင်ကျန်ရစ်သူလူသားတို့အဖြစ်ဟန်ဆောင်ထားတဲ့ဇွန်မီတကောင်ဟာအိမ်ထဲကအမျိုးသမီးတယောက်ကိုတကားဖွင့်ပေးဖို့တောင်းပန်နေပါတယ်။အမျိုးသမီးကသူ့ကိုစာနာမိပါတယ်။သူမဟာမှန်တကားကိုဖွင့်ဖို့ပြင်နေတော့ရုတ်တရက်သူမရဲ့ခြေထောက်ကအနီးနားမှာရှိတဲ့ရေခွက်တစ်ခွက်ကိုထိမိသွားပါတယ်။သူမဟာခံခွက်ကိုကောက်ယူဖို့ငုံလိုက်တဲ့အခါသူမရဲ့မျက်လုံးတွေကသွေးစွန်းနေတဲ့အမျိုးသားရဲ့လက်ချောင်းကိုရောက်သွားခဲ့ပါတယ်။သူမရုတ်တရက်တောင်းတင်းသွားပါတယ်။အဲ့ဒီဗိုင်းရပ်စ်ကိုကူးစက်ခံရတဲ့လူတွေဟာရင်ငတ်နေတာကိုသူမသတိရသွားပါတယ်။သူမရဲ့တန်တရားကိုအတည်ပြုဖို့အတွက်သူမဟာခံခွက်ကိုတမင်တက်ဆောင်ပြီးရေတွေအားလုံးကိုကျန်းကျင်ဖို့ဖိတ်ချစေခဲ့ပါတယ်။ရေတွေပြန့်နှံ့သွားတဲ့အချိန်မှာအမျိုးသားရဲ့မျက်နှာမှာထူးဆန်းတဲ့ပြောင်းလဲမှုတစ်ခုပေါ်လာပါတယ်။သူဟာရင်ငတ်တာကိုထိန်းချုပ်ဖို့စူးစမ်းပေမဲ့ရေကိုမြင်လိုက်ရတာကြောင့်သူ့ရဲ့လောဘကိုဖုံးကွယ်ဖို့မဖြစ်နိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာပဲသူဟာဇွန်မီတကောင်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။မျိုးသမီးကအရာအလုံးကိုနားလည်သွားပါတယ်။သူ့ရဲ့အစီအစဉ်မအောင်မြင်တာကိုမြင်တဲ့အခါမျိုးသားဟာဒေါသတကြီးနဲ့ထွက်သွားခဲ့ပါတယ်။ခဏကြာမှအိမ်ထဲမှာတာဝန်ပြောင်းလဲသွားတဲ့အခါသူဟာအကြောင်းပြချက်အသစ်တစ်ခုနဲ့ပြန်ရောက်လာခဲ့ပါတယ်။သူ့မှာမိုဘိုင်းဖုန်းရှိတယ်လို့ပြောပြီးတကားဖွင့်လိုက်ရုံပါပဲ။တကားဝမှာရက်နေတဲ့ကောင်လေးကသူ့စကားကိုယုံကြည်သွားတယ်။တကားဖွင့်ဖို့လုပ်နေတော့မှပဲရုတ်တရက်နောက်ကနေမျိုးသမီးတစ်ယောက်ပြေးလာတယ်။သူမကကောင်လေးကိုအញ្ញံဆွဲပြီးအကုံတုံးပြီးတကားပိတ်လိုက်တယ်။ဒီနည်းနဲ့ဖုတ်ကောင်ရဲ့လှည့်ကွက်ကနောက်တစ်ချိန်မအောင်မြင်ပြန်ဘူး။အတန်ကြားတော့တခြားသူတွေလည်းအဲ့ဒီကိုစုဝေးကြတယ်။ဂျက်ကမှန်ပေါ်ကသွေးစွန်းနေတဲ့လက်ဝေရာတွေကိုလက်ညှိုးထိုးပြီးလူတိုင်းကိုသတိပေးတယ်။ဘေးကင်းတဲ့အိမ်ရှိမှာဖုတ်ကောင်တွေအများကြီးရှိတယ်။မစင်စားပဲတကားမဖွင့်နဲ့အကြောင်းပြချက်မရှိပဲအပြစ်မထွက်နဲ့ဒါပေမဲ့ဘေးကင်းတဲ့အိမ်ထဲမှာလူအများကြီးရှိနေပြီးအစားအသောက်တွေလည်းမြန်မြန်ကုန်တော့မယ်ဆိုတော့သူ့ရဲ့သတိပေးချက်ကတိတ်ထိရောက်မှုမရှိဘူး။နောက်ဆုံးတော့နှမှုခေါင်းပေါက်မှုကြောင့်ဒုက္ခရောက်နေတဲ့ချမ်းသာတဲ့လူတစ်ယောက်ကသူ့ရဲ့ပတ်စံအိတ်ထူထူကိုထုတ်ယူပြီးအနီးနားကစူပါမားကတ်ကအစားအသောက်တွေယူလာတဲ့သူဒီငွေသားအများကြီးကသူတို့အတွက်ပဲဖြစ်လိမ့်မယ်လို့ပြောတယ်။ပတ်စံကြောင့်တွေးဆောင်ခံရတဲ့လူတချို့ကချက်ချင်းသဘောတူကြတယ်။သူတို့ဟာလက်နက်တွေနဲ့ပစ္စည်းတွေယူပြီးဘေးကင်းတဲ့အိမ်ကနေဂရုတစိုက်ထွက်သွားကြတယ်။တန်တောင်းထောက်မှစွာပဲအနီးနားကစူပါမားကတ်ကိုဘေးကင်းစွာရောက်ရှိသွားကြတယ်။အထဲမှာဖုတ်ကောင်တွေမရှိကြောင်းအတည်ပြုပြီးတဲ့နောက်မှာအစားအသောက်တွေနဲ့ပစ္စည်းတွေစုဆောင်းဖို့စတင်ခဲ့ကြတယ်။ဒါပေမဲ့သူတို့ထွက်သွားတော့မယ့်အချိန်မှာပဲလူတစ်ယောက်ရဲ့လက်ဟာခိုးမှုကာကွယ်ရေးချက်ပေးဆက်ကိုဝင်တိုက်မိသွားတယ်။ရုတ်တရက်ကျဲလောင်တဲ့အချက်ပေးဆက်တစ်ခုမြည်လာပြီးအတန်ကြားတော့ဖုတ်ကောင်တအုပ်ကသူတို့စီကိုပြေးလွှားရောက်လာတယ်။လူတိုင်းထိတ်လန့်တကြားနဲ့လှဲတွေကိုတွန်းရီပြေးလွှားကြတယ်။နောက်ဆုံးချိန်မှာအမီလီနဲ့ဂျက်တို့ကတကားကိုပိတ်လိုက်တော့အားလုံးအသက်ရှင်ကျန်ရစ်ခဲ့ကြတယ်။အဲဒီနောက်မှာအစားအစာတွေကိုမြင်မြန်ယူပြီးဘေးကင်းရာအိမ်ကိုပြန်ပြေးကြတယ်။ဒါပေမဲ့တကားကိုရောက်တဲ့အချိန်မှာအထက်ကအမျိုးသမီးကရုတ်တရက်ထိတ်လန့်သွားတယ်။အဖွဲ့ထဲကအမျိုးသားတစ်ယောက်ရဲ့နဖူးမှာသွေးစွန်းနေတာကိုသတိထားမိလို့တကားဖွင့်ဖို့သူမငြင်းဆန်ခဲ့တယ်။သူကူးစက်ခံရပြီလို့သူမယုံကြည်ခဲ့တယ်။အမီလီကအဲ့ဒီအစွန်းချင်းဟာသူပြေးနေတော့ရခဲ့တဲ့ဒဏ်ရာကြောင့်သာဖြစ်တယ်လို့ရှင်းပြဖို့အရန်စူးစမ်းခဲ့ပေမဲ့အမျိုးသမီးကဘာမှနားထောင်ဖို့အဆင်သင့်မဖြစ်သေးဘူး။အချိန်ထဲမှာပဲပြေးနေတဲ့ဖုတ်ကောင်တွေရဲ့အတန်ကစက္ကန့်တိုင်းနီးကပ်လာတယ်